မင်္ဂလာပါဥစုလဆိုင်ဒါကတော့ကရင်ပြည်နယ်နာမည်ကြီးရေတံခွန်နေရာပေါ့ဒါကတော့ကရင်ပြည်နန်းတော်ရဲ့အောက်မှာရှိတဲ့ရေတံခွန်လို့ခေါ်တယ်ဒီမှာတော်တော်များများရောက်တာနဲ့ဒီလာပြီးတော့ရေကူးကြတယ်ဒီနေရာမှာရေလာမကူးခွင့်တာဖန်ရောက်တယ်လို့တော့ပြောလို့မရဘူးဒီမှာငကိုတော့ရေကန်တစ်ဆင့်ပဲရှိတယ်အခုက20 30နဲ့ဒီဆက်ပြန်လောက်ထားတယ်ဒီမှာကြည့်ဒီဘက်ကိုကြည့်လိုက်ဒါဆိုဒီကောင်ကရေကူဟိုဘက်မှာရေကူပြမှာရေကူရေရက်ဆင်းလာတော့ရေရရေအရှင်ပေါ့တောင်ထဲကထွက်လာတဲ့စိတ်ဆန်းရေကိုကန့်လုပ်ပြီးရေကန်လုပ်လိုက်တာရှေ့မှာဒီတော့ကူမနေရโอเคလိုက်ခဲ့ကြအောင်ဘယ်မှာလူတွေရေကူနေကြတယ်ကျွန်တော်လည်းကူးချင်းကူမယ်မကူးချင်းလည်းမကူးတော့ဘူးဆူလာဆိုင်ဒါဖန်ဒေတာနှုတ်ဆက်တဲ့စကားပဲဆူလာဆိုင်ဆိုတာဒါတော့စောင်းတန်းမှာစောင်းတန်းထဲဆိုင်နဲ့စားတော့ဆိုင်တယ်โอเคมาလိုက်ကြမနော်ဒီကူးတဲ့နေရာလိုက်ကြမယ်စီလိုက်ကြစို့